လူသားမျိုးနွယ်ဟာကြီးမားတဲ့ပဋိပက္ခကြီးများအပြီးမှာကဘာကြီးကိုငိမ့်ချမ်းရေးနဲ့ပုံမကောင်းမွန်တဲ့အနာဂတ်စီဥဆောင်နိုင်မဲ့နီလန်းတစ်ခုကိုရှာဖွေနေခဲ့ကြပါတယ်။တနိုင်ငံတည်းရဲ့စ조사မှုထက်ကြော်လွန်ကြီးပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းကိုအားလုံးကသဘောပေါက်ခဲ့ကြတယ်။အောက်တိုဘာ24ရက်မှာတော့ကမ္ဘာ့ခေါင်းဆောင်တွေဟာကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်စာချုပ် Global Charter တစ်ခုကိုအသက်ဝင်စေခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းကိုတရားဝင်စတင်ဖွဲ့စည်းခဲ့တယ်။ဒီအဖွဲ့အစည်းဟာစစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေကိုအဆုံးသတ်ဖို့လူအခွင့်အရေးတွေကိုမြင့်တင်ဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူတကွရင်ဆိုင်ဖြေရှင်းဖို့အတွက်မျှော်လင့်ချက်ရဲ့သင်္ကေတအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ဒီနေ့ကိုကုလသမဂ္ဂအနေ United Nations Day လို့သတ်မှတ်ခဲ့ကြပါတယ်။ငင်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားအားလုံးအတွက်တရားမျှတမှုတို့အတွက်အတူတကွလက်တွဲခြင်းနဲ့အရေးပါပုံကိုဒီနေ့ခနေ့တခင်ပြပြတာတာတတိပေးနေပါတယ်။တင်ရောကမ္ဘာအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့ဘယ်လိုမျိုးအပြူတကိုဆောင်တဲ့အပြောင်းအလဲလေးကိုမြင်ချင်ပါတယ်။မှတ်ချက်မှာပြောပြပေးခဲ့အောင်နော်။